အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နယ်သာလန်တိုက်စစ်မှုအောင်ရော်ဘင်ဘမာစီရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရော်ဘင်ဘမာစီဟာကမ္ဘာဘောလုံးစင်မြင့်တက်မှာအကောင်းဆုံးတိုက်စစ်မှုတွေတဲကတယောက်ဖြစ်သတ်မှတ်ခံရသူဖြစ်ပါတယ်သူရဲ့သွင်းကိုတွေဘောလီကန်ချက်တွေနဲ့ဝေးကန်ချက်တွေကြောင့်ပြည်သက်ရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တဲ့သူဖြစ်ပါတယ်ရော်ဘင်ဘမာစီကိုတော့1983ခုနှစ်အောက်တိုဘာ6ရက်နေ့မှာအင်္ဂလန်နိုင်ငံရော်တာဒန်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်သူရဲ့ professional ကစားသမားဘဝကိုတော့နယ်သာလန်ကလပ်ဖြစ်တဲ့ PSV အသင်းမှာစတင်ခဲ့ပြီးတော့သူရဲ့ခြေစွမ်းကောင်းမှုတွေကြောင့်အင်္ဂလန်ကလပ်အာဆင်နယ်အသင်းကိုပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပါတယ်။သူဟာအာဆင်နယ်အသင်းမှာတော့အဓိကတိုက်စစ်မှုတို့အဖြစ်တောက်ပခဲ့ပြီးအသင်းကောင်းဆောင်အဖြစ်ပါတာဝန်ယူခဲ့တဲ့သူတူဖြစ်ပါတယ်။2012ခုနှစ်မှာတော့ Manchester United အသင်းကိုပြောင်းရွှေ့နိုင်ခဲ့ပြီးတော့သူရဲ့အကောင်းဆုံးရာသီတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ရော်ဘင်မမာစီယာ2012-2013ရာသီမှာတော့ဂိုးများစွာသွင်းပြီးတော့ Manchester United အသင်းကိုချန်ပီယံဖြစ်စေခဲ့ပါတယ်။နယ်သာလန်လေးစင်အသင်းတက်လည်းရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့2014ကမ္ဘာဖလားမှာစပိန်အသင်းကိုသွင်းယူခဲ့တဲ့ David Hader ကိုကလည်းယနေ့ထိလူကြိုက်များနေစေဖြစ်ပါတယ်။ရော်ဘင်မမာစီရရှိခဲ့တဲ့အဓိကစူဖလားတွေကတော့ Premier League ဖလားတစ်ကြိမ်၊ FA Cup တစ်ကြိမ်၊နယ်သာလန်ဖလားတစ်ကြိမ်နဲ့ Community Shield တစ်ကြိမ်တို့ပဲဖြစ်ပါတယ်။ရော်ဘင်မမာစီယာသွင်းကိုတွေနဲ့ပြည်သက်ရဲ့အချစ်ကိုဖန်ဆန်းနိုင်ခဲ့တာကြောင့်ယနေ့အချိန်ထိအမှတ်ရနေစေတိုက်စစ်မှုအောင်တို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ရော်ဘင်မမာစီရဲ့ခြေစွမ်းတွေကိုလည်းပြန်လည်ခန်းစားကြည့်အောင်ပါ